လူတိုင်းမှာတော့ကိုစီဝင်နေတင်လာတယ်မတူကြဘူးဖြစ်တယ်ဒါပေမဲ့အဲ့ဒီຢာတဲ့အတွက်ကြောင့်ကျမတို့ကပန်းလုံးနိုင်ကိုသွားခွင့်ရတယ်အားရော့ပြီးတော့လမ်းတော့မှာပဲကျမတို့ရက်လိုက်ဖို့မဟုတ်ဘူးဖြစ်တယ်အဲကြောင့်ကျမတို့အသက်တာမှာတီးဖို့ရကကျမတို့ကိုဘုရားခင်ထားထားတဲ့ခေါ်ခြင်းကိုအရင်တီးအဲ့ခေါ်ခြင်းတော့ကိုကျမတို့အဆုံးထိလိုက်ဖို့ရန်အတွက်အရင်ရည်ကြည်တာဖြစ်တယ်အားလုံးပဲမင်္ဂလာပါကျမဒီကနေ့မှာရောက်ချင်းစရာတော့ဘောနော်ဖျားထမလာတဲ့နှုတ်ပတ်တော်စကားကိုငါပြောနေတာဖြစ်ပါတယ်လို့ဖေမြဲခန်းကြီးစနစ်ခန်းငယ်တစ်ကိုဖတ်ချင်တယ်ထို့ကြောင့်အင်းများလောက်သောများစွာသောတက်တေပေါင်းမှုသည်ငါတို့ကိုဝိညာဉ်လည်းရှိကြသည်ဖြစ်၍ငါတို့သည်ခတ်သိမ်းသောဝန်တို့ကို၎င်းနှောက်ယှက်တတ်သောဒုစရိုက်ကို၎င်းပယ်ရှား၍ငါတို့မျက်မှောက်၌ထားသောပန်းသုံးနိုင်သို့ရောက်ခြင်းကအားမလျော့ပဲကြီးကြကုန်အံ့ကျွန်မဒီနှုတ်ပတ်တော်နဲ့ကျွန်မနိုင်ငံဝင်ငါချင်းနဲ့ဒီမှာဆိုရင်ကျွန်တော်တို့ကပြောထားလဲဆိုတော့ကျွန်တော်အသက်ရှင်တဲ့ကာလတစ်လျှောက်လုံးเนาะကျွန်တော်တို့ဘုရားခင်ခေါ်ထားတဲ့ခေါ်ခြင်းဆိုရှိတာဖြစ်တယ်အဲ့ဒီခေါ်ခြင်းကိုကျွန်တော်တို့လိုက်တဲ့ခါမှာဒီမှာရေးထားတယ်ကျွန်တော်တို့ခတ်သိမ်းသောဝင်တို့ကို၎င်းနှောက်ယှက်တတ်သောဒုစရိုက်ကို၎င်းကျွန်တော်တို့အဲ့ဒီຢာတွေကိုဂျုံရတယ်ဆိုတော့နှုတ်ပတ်တော်မှာရေးထားတယ်အဲကြောင့်ကျွန်တော်တို့အသက်တာမှာလူရဲလို့ဖြစ်လာရင်တော့လူတိုင်းမှာတော့ကိုစီဝင်နေတင်လာတယ်မတူကြဘူးဖြစ်တယ်ဒါပေမဲ့အဲ့ဒီຢာတဲ့အတွက်ကြောင့်ကျွန်တော်တို့ကပန်းလုံးနိုင်ကိုသွားခွင့်ရတယ်အားရော့ပြီးတော့လမ်းတော့မှာပဲကျွန်တော်တို့ရက်လိုက်ဖို့မဟုတ်ဘူးဖြစ်တယ်အဲကြောင့်ကျွန်တော်တို့အသက်တာမှာတီးဖို့ရကကျွန်တော်တို့ကိုဘုရားခင်ထားထားတဲ့ခေါ်ခြင်းကိုအရင်တီးအဲ့ခေါ်ခြင်းတော့ကိုကျွန်တော်တို့အဆုံးထိလိုက်ဖို့ရန်အတွက်အရင်ရည်ကြည်တာဖြစ်တယ်။ဒါမှပြောထားလဲဆိုတော့နောက်ဆက်သက်သောဒုစရိုက်ကို၎င်းဖယ်ရှား၍ငါတို့မျက်မှောက်၌ထားသောပန်းလုံးနိုင်ကိုရောက်ခြင်းကအားမလျော့ပဲပြေးချကုန်တယ်။ဘုရားခင်ကကျွန်တော်တို့ကိုအလိုရှိတဲ့ຢာကပန်းလုံးနိုင်အားမလျော့ပဲပြေးဝင်ရတယ်အလိုရှိတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့အသက်တာမှာဘေးကအရာကိုမကြည့်ဖို့အရင်ရည်ကြည်တယ်။ကျွန်တော်တို့သွားတဲ့လမ်းချောင်းကိုကျွန်တော်တက်တက်မတ်တိပြီဆိုရင်ကျွန်တော်တို့ဘေးအရာကဘာပဲကြုံလာကျွန်တော်တို့ဘာမှအားရော့သွားစရာအကြောင်းမရှိဘူးဖြစ်တယ်။သက်တာမှာဘုရားခင်ခေါ်ခြင်းကိုတိပြီးတော့အဲ့ခေါ်ခြင်းတိုင်းအားမလျော့ပဲအဆုံးထိပြီးတော့သူတွေဖြစ်ဖို့ရန်အတွက်ကျွန်မဒီနှုတ်ကပတ်တော်အဖြစ်အနေငယ်ဝင်ငါခြင်းဖြစ်တဲ့ရောက်ချင်းစံကိုဘုရားရှင်ထူကောင်းကြည့်ပေးပါစေ။အလုံးနိုင်ကိုအဆုံးထိပြင်းနိုင်တော့သူဖြစ်ဖို့ဘုရားရှင်ထူကောင်းကြည့်ပေးပါစေ။